နောက်တစ်ခင်နာမတော်ကဘာဆက်ဆက်ဘုန်းကြီးမင်္ဂလာရှိပါစေဒီနေ့အတွက်ဝင်ငါမှုပြင်ဆင်ထားတဲ့အချက်ကတော့ဖိလိပ္ပိနှစ်7ကိုလေ့လာခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ဝင်ငါပေးချင်ပါတယ်ဖိလိပ္ပိနှစ်အငယ်7ကိုလေ့လာခြင်းဖြစ်ပါတယ်ကျွန်တော်ကျမ်းပိုက်ကိုဥစွာကြားနာရအောင်တို့ဖြစ်၍ငါချစ်သူတို့သင်တို့သည်ငါမျက်မှောက်၌နားထောင်သည်သာမကမျက်ကွယ်၌လည်းအစဉ်နားထောင်ကြသည်နှင့်အညီကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့်ကိုယ်ကယ်တင်ခြင်းကကိုယ်တိုင်ကြိုးစားအထောက်ကြလော့ဒီဖြစ်နောက်ဆုံးအပိုင်ပြီးပေါ့နော်ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့်ကိုယ်ကယ်တင်ခြင်းကကိုယ်တိုင်ကြိုးစားအထောက်ကြလော့ဆိုတော့ဒီကျမ်းချက်မှာနားလည်အခက်ဆုံးအပိုင်းနဲ့နားလည်မှုအလွဲဆုံးအပိုင်းကဖတ်ကြသွားတဲ့ကြောက်ရွံ့တုန်လှုပ်သောစိတ်နဲ့ကိုယ်ကယ်တင်ခြင်းကကြိုးစားထုတ်လို့ဆိုတဲ့အောက်ဆုံးအပိုင်းလေးပဲဖြစ်ပါတယ်နားလည်ရခက်ပါတယ်ဆိုတော့ကျမ်းစာသားအတိုင်းကြည့်မယ်ဆိုရင်ကယ်တင်ခြင်းဆိုတာကိုယ်တိုင်ကြိုးစားအထုတ်ရမယ်သဘောတက်ရောက်နေတာကျွန်တော်တွေ့ရပါတယ်မဟုတ်ပါဘူးလို့ပြောလို့ရှိရင်လေကျမ်းစာကဒီအတိုင်းပဲတဲ့တဲ့ရေးထားတဲ့အခါကျတော့ဖြည့်ရှင်းရတာခက်ပါတယ်ဒါဟာကျေးဇူးတရားကိုမရှင်းပဲကျေးဇူးတရားနဲ့အကျင့်တရားရောနော်နေတဲ့လူဒီအတွဲလက်ကင်လက်ဆွဲကြမ်းချက်တစ်ခုလည်းဖြစ်ပါတယ်နောက်တစ်ခါကယ်တင်ခြင်းကိုသိပြီးစိတ်မချတဲ့သူတွေအတွက်လည်းဇဝေဇဝါဖြစ်เสียကြမ်းချက်တစ်ခုအနေနဲ့ရှိပါတယ်ဆိုတော့ဒါကိုဖြည့်ရှင်းနိုင်ဖို့ရာကျွန်တော်တို့နှုတ်ဘတ်တော်ကျမ်းစာကိုပဲပြန်ပြီးတော့ကြည့်ရမှာဖြစ်ပါတယ်ဆိုတော့ဘာကိုကျွန်တော်တို့ဖြေရှားမလဲဆိုတော့ပထမဆုံးအနေနဲ့ကယ်တင်ခြင်းရဲ့ဗဟိုချက်ဘာလဲဆိုတာကျွန်တော်တို့ပြန်ပြီးတော့ဖြေရှားဖို့လိုပါတယ်ဒုတိယအချက်အနေနဲ့ကယ်တင်ခြင်းနဲ့ပတ်သက်တဲ့ရှင်ပေါလုရဲ့ခံယူချက်ကဘယ်လိုရှိသလဲဆိုတာကိုလည်းပြန်လေ့လာဖို့ဖြစ်ပါတယ်တတိယအချက်အနေနဲ့ကိုကယ်တင်ခြင်းကကိုယ်တိုင်ကြိုးစားကြလို့အဲ့လိုကိုရှင်ပေါလုကဘာကြောင့်ရေးခဲ့တာလဲဆိုတော့ကျွန်တော်တို့အဖြေရှာဖို့လိုပါတယ်ဒီလိုအဖြေရှာပြီးမှသာဒီကျမ်းချက်ရဲ့ဆိုလိုရင်းအနက်မှန်ကိုကျွန်တော်တို့ရှင်းလင်းစွာသဘောပေါက်နားလည်သွားမှာဖြစ်ပါတယ်ဒါကြောင့်အချက်၃ချက်ထဲကပထမအချက်ဖြစ်တယ်နော်ကယ်တင်ခြင်းရဲ့ဗဟိုချက် core of salvation ဘာလဲဆိုတာကျွန်တော်တို့အဖြေရှာကြည့်ရအောင် core of salvation ဆိုတော့ကယ်တင်ခြင်းပတ်သက်ပြီးတော့ကယ်တင်ခြင်းရောက်ဖို့အကျင့်မလိုဘူးလိုတယ်ဆိုတဲ့ခံယူချက်ဟာအငင်းပွားနေတာယနေ့ထိတိုင်ခရိယန်လောကထဲမှာဖြေရှင်းလို့မရတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်ဒီလိုဘာကြောင့်ဖြစ်ရလဲဆိုတဲ့အခါကျတော့ကယ်တင်ခြင်းရဲ့ရင်းမြစ်နော် source of salvation နဲ့ကယ်တင်ခြင်းရဲ့ဗဟိုချက် core of salvation အဲ့ဒါဘာလဲဆိုတာရှင်းရှင်းလင်းလင်းမသိကြလို့ဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကယ်တင်ခြင်းရဲ့ဗဟိုချက်ကဘာလဲဆိုတာသိဖို့ကျမ်းစာတူတူလေးတစ်ချက်ကိုကျွန်တော်တို့အရင်ဆုံးကြားနာရအောင်အဲကျမ်းစာတူတူလေးကဧဖဲ1:5ဖြစ်ပါတယ်ဧဖဲ1:5ကျေးဇူးတော်ကြောင့်သာကယ်တင်ခြင်းသို့ရောက်ရ၏ကျေးဇူးတော်ကြောင့်သာကယ်တင်ခြင်းသို့ရောက်ရ၏ဒီကျမ်းချက်ကိုသေချာကြည့်မှဆိုရင်ကယ်တင်ရောက်ဖို့စကားဘယ်နှလုံးပါလဲဆိုတော့ကျေးဇူးတော် grace ဆိုတဲ့စကားတစ်လုံးထဲပါတယ်ဆိုတာကျွန်တော်တွေ့နိုင်ပါတယ်အပိုစကားမပါပါဘူးအဲ့ဒီကျေးဇူးတော်ဒီသာကယ်တင်ခြင်းသို့ရောက်ဖို့တခုတည်းသောကယ်တင်ခြင်းရဲ့ဗဟိုချက် core of salvation ဖြစ်တယ်လို့ကျွန်တော်တို့နားလည်ရပါတယ်ဆိုတော့မိမိဘက်ကကိုယ့်ဘက်ကတုံ့ပြန်ရမယ့်အရာကလည်းတခုတည်းသာရှိပါတယ်အဲ့ဒါကယုံကြည်ခြင်းပဲဖြစ်တယ်နော်အကျင့်လုံးမပါဘူးဆိုတော့ကျွန်တော်တို့ဒါရှင်းလင်းစွာနားလည်ထားဖို့ဖြစ်ပါတယ်ဒါကြောင့်ဒီ core of salvation ကိုရှင်းရှင်းလင်းလင်းနားလည်ပြီးဆိုရင်နော်ဘယ်သူကဘာအကျင့်ဒီဘယ်ကျင့်ချက်ကိုထပ်ပြီးတော့ကယ်တင်ခြင်းရဖို့ဒီဘယ်လိုပဲပြောပါစေကျေးဇူးတော်၌သာခိုင်ခန့်စွာယက်တည်တဲ့စိတ်ချနေဖို့ဝင်ငါပေးခြင်းတာဖြစ်ပါတယ်ဟုတ်ဒုတိယအချက်အနေနဲ့ကကယ်တင်ခြင်းနဲ့ပတ်သက်လို့ရှင်ပေါလုရဲ့ခံယူချက်ကဘယ်လိုရှိလဲဆိုတော့ကျွန်တော်ရှင်းလင်းစွာသိဖို့လိုပါတယ်ရှင်ပေါလုဟာနော်သူ့ရဲ့နောက်ကျောင်းကိုပြန်ကြည့်မယ်ဆိုရင်သူ့ရဲ့နောက်ကျောင်းအသက်တာပေါ့သူအလွန်ကောင်းပါတယ်ဗင်ယာမိန်အမျိုးဖြစ်တယ်ဗင်ယာမိန်အမျိုးဆက်အလွန်ကောင်းပါတယ်နော်အဲ့ဒီအမျိုးကဖြစ်လာတဲ့ကောင်းပါတယ်ရှင်ပေါလုဟာသူဖာရိရှဲလည်းဖြစ်တယ်ပြည့်ညက်တရားကိုအပြစ်တင်ခွင့်နဲ့ကင်းလင်းအောင်ကျင့်နေတဲ့သူလည်းဖြစ်တယ်
နော်ဒါကြောင့်ရှင်ဘောလူတစ်ချိန်ကရှောလူအသက်တာမှာပြည့်ညက်တရားဘက်မှာအလွန်စိတ်အားကြီးစွာကောင်းမှစွာယက်တည်ရင်းနဲ့နော်ကျေးဇူးတရားအဖြစ်ဖြစ်တည်လာတဲ့ကနဦးအသင်းတော်တွေကိုညှင်းဆဲတယ်ဆိုတော့ကျွန်တော်အားလုံးအသိပဲထို့သောလှုပ်ခြင်းကိုသူအဲ့လိုလှုပ်တာကိုမှန်တယ်အလုပ်ကိုလှုပ်တာဖြစ်တယ်ဖယားသခင်အတွက်လှုပ်တာဖြစ်တယ်လို့ခံယူထားတဲ့သူဖြစ်တယ်ဆိုတော့ယုံကြည်သူတွေကဖမ်းဖို့နော်အသင်းတော်ကိုညှင်းဆဲဖို့ဒမတ်စကတ်ကိုဆီးရီးယားနိုင်ငံဒမတ်စကတ်ကိုအသွားမှာခရစ်တော်နဲ့တွေ့ပြီးမှမြေမောကပြုတ်ကျတဲ့အခါမှာတခန်းရက်သွားတယ်ဆိုတာကျွန်တော်အားလုံးသိပါတယ်ဆိုတော့အဲ့ဒီရှောလူပြောင်းလဲလာပြီးပေါလုဖြစ်လာတဲ့အခါမှာနော်အထက်ကသူဆန့်ကျင်ဖြိုဖျက်ခဲ့တဲ့ကျေးဇူးတရားနဲ့ယုံကြည်ခြင်းတရားဘက်ကယက်တည်ပြီးတော့ပြန်လည်တည်ဆောက်ခဲ့တယ်နော်ဒါကိုနော်ဂလာတိ2:18မှာဖော်ပြထားတာတွေ့နိုင်ပါတယ်အထက်ကငါဖြိုဖျက်သောအရာကိုနောက်တစ်ဖန်ငါတိဆောက်ပြန်လျင်လို့အဲ့မှာဂလာတိ2:18မှာဖော်ပြထားတာတွေ့ပါတယ်အထက်ကသူဖြိုဖျက်တဲ့အရာကိုနောက်တစ်ဖန်သူပြန်တိဆောက်တယ်ဖော်ပြထားတာဖြစ်ပါတယ်ဆိုတော့ဖြတ်မှတ်ခြင်းကယ်တင်ခြင်းဟာပြည့်ညက်တဲ့အချင်းအဖြစ်မရပဲကျေးဇူးတရားကိုယုံကြည်ခြင်းအဖြစ်သာရတယ်ဆိုတာနော်သူပြတ်ပြတ်သားသားရေးခဲ့တာပါကျွန်တော်ထင်ပါဒါကြောင့်နော်ကိုကယ်တင်ခြင်းကနော်ကြိုးစားအထောက်ကြလို့ဖိလိပ္ပိ2:7မှာရှင်ပေါရေးသားခဲ့ခြင်းဟာအများထင်သလိုဇဝေဇဝါဖြစ်เสียကောင်းသလိုကယ်တင်ခြင်းကိုကြိုးစားဝိညာဉ်ကယ်တင်ခြင်းကိုကြိုးစားရယူဖို့ရေးခဲ့တာမဟုတ်ဘူးဆိုတာအလွန်ထင်ရှားပါတယ်ဆိုတော့ဝိညာဉ်ကယ်တင်ခြင်းဆိုတာကကောင်းသောအလုပ်တွေနဲ့နော်လူရဲ့ကြိုးစားမှုအဖြစ်မရနိုင်ဘူးဆိုတာရှင်ပေါလို့ကောင်းသိထားပါတယ်နော်ဒါကြောင့်ကြိုးစားအထောက်ခြင်းအဖြစ်ဒီဝိညာဉ်ကယ်တင်ခြင်းမရနိုင်ကြောင်းရှင်ပေါလုကတိတိကျကျတုံသင်ခဲ့တယ်ဆိုတော့ကျွန်တော်တို့တွေ့နိုင်ပါတယ်ဒါကြောင့်ရှင်ပေါလုရဲ့ခံယူချက်အရာနော်ကိုကယ်တင်ခြင်းကကိုယ်တိုင်ကြိုးစားအထောက်ကြလို့နော်အဲ့လိုရေးခဲ့ခြင်းဟာဝိညာဉ်ကယ်တင်ခြင်းအတွက်ရေးတာမဟုတ်ဘူးဆိုတာအလွန်သိကြပါတယ်ဘာကြောင့်လဲဆိုတော့ဝိညာဉ်ကယ်တင်ခြင်းဆိုတာနော်ကိုအလိုအလျောက်ရသည်မဟုတ်လို့ရေးပါတယ်အင်္ဂလိပ်ကတော့ not from yourself လို့ပြောထားတာဖြစ်ပါတယ်နောက်တစ်ခါဖျားသခင်တနာတော်မူရာဖြစ်သည်လို့မြန်မာကျမ်းကဖော်ပြပါတယ်အင်္ဂလိပ်ကတော့ it is the gift of God လို့ဖော်ပြထားတာဖြစ်ပါတယ်နောက်တစ်ခါမြန်မာကျမ်းကကိုကုသိုလ်ကြောင့်ကယ်တင်တော်မူခြင်းတို့ရောက်သည်မဟုတ်လို့ဖော်ပြထားတယ်အင်္ဂလိပ်မှာကတော့ not by work လို့ဖော်ပြထားတာဖြစ်ပါတယ်ကိုအလုံးနော်ကိုရဲ့ကြိုးစားမှုနဲ့ရတာမဟုတ်ပါဘူးဒါကိုရှင်ပေါလုအေဖက်2:9မှာရှင်းရှင်းလင်းလင်းဖော်ပြထားခဲ့ပြီးဖြစ်ပါတယ်ကောင်းပြီဒါဆိုရင်အေဖက်2:9မှာအဲ့လိုရေးခဲ့ပြီးမှဖိလိပ္ပိ2:7မှာကိုကယ်တင်ခြင်းကကိုယ်တိုင်ကြိုးစားအထောက်ကြလို့နော်သူဘာကြောင့်ရေးခဲ့တာလဲဆက်ပြီးအဖြေရှာကြည့်ရအောင်နော်ဒါဟာကျွန်တော်တို့အဖြေရှာရမယ်တတိယမြောက်အချက်ဖြစ်ပါတယ်ဆိုတော့ကယ်တင်ခြင်းအကြောင်းအရာတစ်မျိုးတည်းကိုရှင်ပေါလုတစ်ယောက်တည်းကနော်နှစ်မျိုးရေးထားသလိုဖြစ်နေတယ်အဖေနိကိုမှာတစ်မျိုးဖိလိပ္ပိ2:7မှာတစ်မျိုးရှေ့နဲ့နောက်နဲ့မညီသလိုရှေ့နောက်မညီသလိုရေးထားတယ်ဆိုတော့ကျွန်တော်တွေ့နိုင်ပါတယ်ရုပ်တည်ကြည့်မယ်ဆိုတော့ရှေ့နောက်မညီဘူးပေါ့ဆိုတော့ရှင်ပေါလုတယောက်တည်းဒီလိုရှေ့နောက်မညီရေးတာဘာကြောင့်လဲစဉ်းစားကြက်တယ်အဖြေရှာလည်းခက်ပါလေဒါပေမဲ့ချစ်တော်ညီကောင်တော်မတို့နော်တရှင်လည်းဝိညာဉ်တော်အလင်းပိတ်တာမသိနေတဲ့အရာပါဝိညာဉ်တော်အလင်းပိတ်ဖွင့်ပြတုံတဲ့အခါအဖြေမှန်တော့ရှင်းရှင်းလေးကျွန်တော်သိနိုင်ပါတယ်ချစ်တော်ညီကောင်တော်မတို့ကျမ်းစာကိုရှင်ပေါလုရေးခြင်းဟာတန်ရှင်သောဝိညာဉ်တော်ကရေးတာဖြစ်တဲ့အတွက်တန်ရှင်သောဝိညာဉ်တော်ဟာအကြောင်းအရာတစ်ခုကိုရှေ့တစ်မျိုးနောက်တစ်မျိုးရှေ့နောက်မညီမရေးဘူးမတုံ့တင်ဘူးဆိုတော့အလွန်သိချတဲ့ကိစ္စပါဒါဆိုရင်ဖိလိပ္ပိ2:7မှာရှင်ပေါလုကအဲ့လိုရေးခဲ့တာဘာကယ်တင်ခြင်းဖြစ်မလဲသိကြတယ်နော်ဝိညာဉ်ကယ်တင်ခြင်းကတော့မဟုတ်ဘူးဒါဆိုရင်နော်အဖြေကရှင်းရှင်းလေးပါဆိုတော့ဝိညာဉ်ကယ်တင်ခြင်းကကိုယ်တိုင်ကယ်တင်လို့မရဘူးကျေးဇူးတရားအရာသာရတာဖြစ်တယ်လို့အားလုံးသိထားပြီးသားပါဒါဆိုရင်နော်ကိုယ်တိုင်ကြိုးစားပြီးရတဲ့ကယ်တင်ခြင်းဟာနော်ဝိညာဉ်ကယ်တင်ခြင်းဖြစ်နိုင်သလားလို့ကျွန်တော်စဉ်းစားကြည့်တဲ့အခါလုံးဝမဖြစ်နိုင်ပါဘူးဒါဆိုရင်ဘာကယ်တင်ခြင်းကိုရှင်ပေါလုရေးခဲ့တာလဲဘာကယ်တင်ခြင်းကိုဆိုလိုခြင်းဖြစ်တာလဲချစ်တော်ဒီကရမတို့ကျေးဇူးတော်ကြောင့်ရတဲ့နော်ကယ်တင်ခြင်းနဲ့ကိုယ်တိုင်ကြိုးစားလို့ရတဲ့ကယ်တင်ခြင်းဟာတူမှမတူတာတခြားစီပဲနော်ဒါကိုကိုယ်ပြသိပြီဆိုလို့ရှိရင်သိဖို့လိုတယ်
ဝိဝါဒကွဲပြားများမှဝိဝါဒကွဲပြားမှဖြစ်မယ်ဝိဝါဒမကွဲဘူးဆိုလို့ရှိရင်တော့နားလည်မှုရှုပ်ထွေးနေမှာဖြစ်ပါတယ်ဆိုတော့ကိုကတင်ဖို့ဖိလိပ္ပိနှစ်စနစ်မှာရေးခဲ့တာကအကြောင်းရှိပါတယ်နော်ဖိလိပ္ပိနှစ်စနစ်ကိုတေချာပြန်ဖတ်လို့ရှိရင်နော်ကျမ်းစာထဲမှာပါလဲဆိုတော့အဲ့ဖိလိပ္ပိနှစ်စနစ်ထဲမှာမျက်မှောက်မှာနားထောင်ခြင်းနဲ့နောက်ွယ်မှာနားထောင်ခြင်းဆိုတဲ့အချက်ပါနေတာကိုကျွန်တော်တို့တွေ့ရပါတယ်မျက်မှောက်မှာနားထောင်ခြင်းနောက်တစ်ခုကမျက်ွယ်မှာနားထောင်ခြင်းဆိုတဲ့အသုံးအနှုန်းနှမျိုးအချက်နှစ်ချက်ပေါ်ကျွန်တော်တို့တွေ့နိုင်ပါတယ်ဆိုတော့ဒါကိုအင်္ဂလိပ်ကျမ်းအရကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဖိလိပ္ပိလူတွေရဲ့နားထောင်ခြင်းဟာနော် not only my present နော်ရှင်ပေါလုရဲ့မျက်မှောက်မှာသာနားထောင်ရုံမဟုတ်ဘဲbut now much more in my absence လို့ရေးထားတာရှိပါတယ်နော်သူမရှိတဲ့အခါမှာလည်းတာ၍နားထောင်ဖို့ရေးထားတာဖြစ်တယ်အဲ့လိုပေါ်ပြအဲ့လိုအဓိပ္ပာယ်ရပါတယ်ဆိုတော့ဒါကိုကြည့်ချင်းအပြင်ဖိလိပ္ပိလူတွေဟာနော်ဖိလိပ္ပိမြို့မှာရှင်ပေါလုရှိနေစဉ်အခါမှာနော်ရှင်ပေါလုရဲ့မျက်မှောက်မှာနားထောင်ကြတော့လေရှင်ပေါလုအဲ့ဒီအသင်းတော်မှာမရှိတဲ့အချိန်မျက်ွယ်ရောက်တဲ့အခါကျတော့နားမထောင်ဘူးဆိုတော့ကျွန်တော်တို့ဒါကိုသိနိုင်ပါတယ်အဲ့ဒီနားမထောင်တဲ့အတွက်အသက်တာကြီးကြရှုံးနေမှာဖြစ်ပါတယ်ဒါကြောင့်ကိုကဲ့တင်ခြင်းကရှင်ပေါလုကအရေးခဲ့တာဖြစ်တယ်လို့ကျွန်တော်နားလည်ရပါတယ်ဒါဟာဝိညာဉ်ကဲ့တင်ခြင်းကိုဆိုလိုခြင်းမဟုတ်ဘဲနော်အသက်တာကဲ့တင်ခြင်းကိုဆိုလိုတယ်ဆိုတော့ကျွန်တော်ရှင်းရှင်းလင်းလင်းသိဖို့ဖြစ်ပါတယ်ဖြစ်သောညီကောင်တို့ထပ်ပြီးပြောပြစီဝိညာဉ်ကဲ့တင်ခြင်းကကျေးဇူးတော်အဖြစ်ရတာဖြစ်တယ်သူ့ရလတ်ကတော့အပြစ်ငရဲမှလွတ်မြောက်ခြင်းဖြစ်တယ်အသက်တာကဲ့တင်ခြင်းကတော့အခမဲ့မရပါဘူးဒုစရိုက်ကိုတိုက်လန်ပြီးမှသာရနိုင်ပါတယ်ဒုစရိုက်ကိုတိုက်လန်ရပါတယ်ရလတ်ကအသက်တာမှာဒုစရိုက်ထဲမှာကျင့်လေခြင်းကနေလွတ်မြောက်ခြင်းဖြစ်ပါတယ်နော်ဝိညာဉ်ကဲ့တင်ခြင်းကငရဲကလွတ်မြောက်ခြင်းနော်အခမဲ့ရတယ်တက်တာကယ်တင်ကတော့အခမဲ့မရဘူးဒုစရိုက်ကိုတိုက်လန်ရတယ်သူရဲ့အဖြေကတော့ဒုစရိုက်ထဲကျင့်လေခြင်းမှလွတ်မြောက်ဖို့ဖြစ်ပါတယ်ဆိုတော့အကြောင်းကယ်တင်ခြင်းတစ်မျိုးဟာတစ်မျိုးနဲ့တစ်မျိုးလုံးဝမတူဘူးဘာမှမဆိုင်ဘူးတခြားစီဖြစ်တယ်ဆိုတော့ယုံသိဖို့လိုပါတယ်ဒါကိုခွဲခြားနားလည်ပြီးဆိုလို့ရှိရင်တော့ဖိလိပ္ပိနှစ်ဆက်တွေကိုဖတ်တဲ့အခါမှာဘာမှရှုပ်ထွေးစရာဇဝေဇဝါဖြစ်စရာမရှိတော့ပါဘူးဆိုတော့ဖိလိပ္ပိနှစ်ဆက်နှစ်ကနော်ဖိလိပ္ပိလူတွေအသက်တာပိုင်းကိုနော်အသက်တာပိုင်းကယ်တင်ခြင်းအတွက်ရေးခဲ့တာဖြစ်တယ်ရှင်းပြီဆိုလို့ရှိရင်ကဲဒီကြမ်းချက်ကဖိလိပ္ပိလူတွေအတွက်သိသင့်ပဲလားကျမတို့ ਨੇ မဆိုင်ဘူးလားဆိုင်သလားဟုတ်ကဲ့လုံးဝကိုဆိုင်ပါတယ်ဒါဆိုရင်ကျွန်တော်တို့အတွက်အသက်တာကယ်တင်ခြင်းလိုအပ်ပါသလားဝိညာဉ်ကယ်တင်ခြင်းကတော့ယုံကြည်သူတိုင်းဟာကျေးဇူးတော်ကြောင့်ရပြီးဖြစ်တယ်ဒါဆိုရင်အဲ့ဒီမှာဖိလိပ္ပိနှစ်ဆက်မှာပြောထားသလိုအသက်တာကယ်တင်ခြင်းလိုအပ်ပါသလားကျွန်တော်ကိုယ်တိုင်ကြိုးစားအထောက်ဖို့လိုအပ်ပါသလားဟုတ်ကဲ့လိုအပ်ပါတယ်ဒါဆိုလို့ရှိရင်အသက်တာပိုင်းကယ်တင်ခြင်းကိုတော့ဘာကနေကယ်တင်ဖို့လိုတာလဲဒီနေရာမှာကျွန်တော်စဉ်းစားကြည့်ရအောင်ဝိညာဉ်ကယ်တင်ရဖြစ်ယုံကြည်သူတွေဟာအသက်တာကြရှုံးနေတာဘယ်အရာဖြစ်မလဲဝိညာဉ်ကယ်တင်ရပြီးပါပြီငရဲကလွတ်ပါပြီဒါပေမဲ့လောကမှာအသက်ရှင်စဉ်မှာယုံကြည်သူတော်တော်များများဟာအသက်တာမှာကြရှုံးနေကြပါတယ်အဲ့ဒီကြရှုံးနေခြင်းဟာဘာကြောင့်ဖြစ်မလဲဘယ်အရာဖြစ်မလဲအဲ့ဒီအချက်ကဒါကိုကျွန်တော်တို့သိလို့လိုပါတယ်အဲ့ဒီလိုစဉ်းစားတတ်လာပြီဆိုလို့ရှိရင်ဝိညာဉ်ကယ်တင်ခြင်းရပြီးတဲ့သူတွေရဲ့အသက်တာမှာဘယ်အရာကနေကယ်တင်ရမလဲကယ်တင်မှုလိုမလဲဆိုတာကျွန်တော်တို့မြင်လာမှာဖြစ်ပါတယ်ဆိုတော့ဟုတ်ပါတယ်ချစ်တော်ညီကောင်တော်များကျွန်တော်တို့အသက်တာဆုံးရှုံးခြင်းကိုရောက်စေမဲ့အသက်တာကြရှုံးခြင်းကိုရောက်စေမဲ့အရာတွေရှိနေပါတယ်နော်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းရတော်လဲဝိညာဉ်ပိုင်းဆိုင်ရာရတော်လဲကျွန်တော်အသက်တာကြရှုံးမှုရန်သူစာရန်ကကျွန်တော်တို့ကိုအမြဲတမ်းချောင်းမြောင်းနေလှည့်စားတယ်လိမ်ညာတယ်နော်ကျွန်တော်တို့အသက်တာကြရှုံးစေတဲ့အရာတွေအများကြီးရှိနေတယ်ဆိုတာဒါတွေကိုကျွန်တော်တို့မြင်တတ်ဖို့လိုပါတယ်နော်အဲ့ဒါဘယ်လိုလူတွေမိသားတတ်တယ်လဲဆိုတော့တမာတရားကိုနားမထောင်တဲ့လူတွေအမှမိသွားပါတယ်ဆိုတော့ကျွန်တော်ကရှင်ပေါလုရှေ့မှာဖိလိပ္ပိလူတွေကနားထောင်ခဲ့တယ်သူရဲ့မြက်ွယ်မှာကြတော့နားမထောင်ဘူးအဲ့ဒီအခါမှာသူတို့လည်းကိုကယ်တင်ဖို့လိုတယ်ဆိုတော့အဖြစ်ကိုရောက်သွားတာဖြစ်ပါတယ်။ကျမတို့လည်းနော်
ဘုရားသခင်ကိုတော်တိုင်ရဲ့မျက်မှောက်မှာရှိနေပါတယ်ဒါဆိုကျွန်တော်တို့နားထောင်သင်လားနားမထောင်သင်လားအကယ်စင်စစ်ကျွန်တော်ဘုရားသခင်ရဲ့ရှေ့တော်မှာရှိတဲ့အတွက်နော်နှုတ်ဘတော်ကိုတကယ်နားထောင်ကျင့်ဆောင်အသက်ရှင်သင့်ပါတယ်ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကကျွန်တော်တို့ကအချိန်များတော့မှအားနေတတ်ပါတယ်ဒုစရိုက်ထဲမှာပြိုလဲတတ်ပါတယ်ချို့ဆိုထိုထဲမှာပဲကျင့်လဲရင်းနဲ့အသက်တာတွေဆုံးရှုံးသွားနေပါတယ်နော်ဒါတွေကိုကျွန်တော်တို့အများကြီးခရစ်ယာန်လောကမှာတွေ့ရပါတယ်ဆိုတော့ဒါကြောင့်နော်ဒုစရိုက်မှာကျင့်လဲမိလို့နော်ထိုဒုစရိုက်မှာနှစ်မွန်းပြီးဆုံးရှုံးခြင်းတို့မရောက်ဖို့နော်တက်တာကယ်ခြင်းလိုအပ်တယ်ဆိုတော့ကျွန်တော်တို့နားလည်ဖို့လိုပါတယ်ဒါကြောင့်ဒီဖိလိပ္ပိနိစ္စတွေကိုဖတ်ခြင်းအပြင်ကျွန်တော်တို့အတွက်ကြီးစွာသောအထောက်အကူဖြစ်စေပါတယ်ဆိုတော့ကျေးဇူးတော်ကြောင့်ကယ်တင်ရပါတော့လေကျွန်တော်တို့အမှတ်မဲ့ဖြစ်နေတဲ့အသက်တာပိုင်းကယ်တင်လိုအပ်တယ်ဆိုတော့ကျွန်တော်မသိခဲ့တဲ့အချိန်တွေများစွာရှိခဲ့ပါတယ်ဒီနေ့ကျွန်တော်တက်တော့ပြန်နေဆင်ခြင်ကြည့်တဲ့အခါမှာငါအဖြစ်ပဲအချိန်တွေမှာရောက်နေတယ်လေတော့ကျွန်တော်စာတန်ရဲ့ထောင်ချောက်ထဲမှာမိနေသလားဒုစရိုက်ထဲမှာကျင်လည်မိနေသလားငါအသက်တာကဆုံးရှုံးဖို့ဥတည်နေသလားဆိုတဲ့အရာကိုကျွန်တော်တို့ပြန်ကြည့်ပြီးတော့မှန်မြင်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဟာထိုအခြေအနေမှအသက်တာမကြရှုံးဖို့နော်ဒုစရိုက်ကိုတိုက်လံပြီးတော့မိမိကိုယ်ကိုနော်ပြန်လေကိတ်တင်မှုအထူးအရေးကြီးတယ်ဆိုတဲ့အကြောင်းကိုငါပေးချင်ပါတယ်နော်ဒီညတော့တူတူလေးပါနောက်ဆုံးကြံ့ကျင်တစ်ချက်ကိုလက်ဆောင်ပေးရင်းနဲ့အဆုံးသတ်ပါမယ်သုတ်တန်2:30 စနစ်ဖြစ်ပါတယ်ပညာသည်သင်နှလုံးထဲသို့ဝင်၍သင်သည်သိကြားခြင်း၌မွေ့လျော်သောအခါတမာတတိသည်သင်ကိုထိမ့်သိမ့်၍ဉာဏ်သည်လည်းစောင့်ရှောက်သဖြင့်သိုးသောလမ်းမှာကဲ့တင်လိမ့်မည်နော်ဒီကျမတော့သိုးတဲ့သူပေါ့နော်စားတိုင်းလက်ထက်မှာကဲ့တင်မယ်လို့ပြောပါတယ်ဘယ်လိုပဲဖြစ်ဖြစ်တာသိုးသောအခြေအနေသိုးသောအသက်တာမှာကဲ့တင်ခြင်းဖြစ်ပါတယ်နော်ဘယ်လိုအဖြစ်ကျွန်တော်တို့သိုးသောလမ်းမှာကဲ့တင်ရမလဲဆိုကြံချက်ကလေးကိုကျွန်တော်လက်ဆောင်ပေးပါတယ်လို့ကျေးဇူးတင်ပါတယ်အရောက်စီတိုင်းအတွက်ဒီဆော့ဆာဖြစ်မယ်လို့ယုံကြည်ပါတယ်ရောက်တိုင်းဖျားရှင်ကောင်းချီးပေးပါစေ